ညငါဘာမှတောက်စားမယ် ဟုတ်ကဲ့ကျွန်တော်တေချာပြန်ပြင်လိုက်ပါမယ်ခင်ဗျာ နေလောက်ပြီးလဲတက်ရှင်ပြီးမှပြန်တော့ညငါပိုက်ဆံပေးထားရဆိုတာခိုင်းဖို့ဆိုတာမမင်းနဲ့ ဟုတ်ကဲ့ပါဗျာ ကိုဘိုင်စုပုံနေရတယ်ကိုကကူးစိတ်ညစ်နေကြည့်ရပါဦး ဘာမှမဟုတ်ပါဘူးမိတင်ကိစ္စနဲ့စိတ်ညစ်နေလို့ပါ ညကူတက် ကျေးဇူးပါနော် အေးပါကွာကိုကကူတကယ်ချစ်တယ်ထင်လို့လားကိုတို့ကသူ့ရဲ့ပြိုင်ဘက်လေအခုကသူ့စီကပုံနေ share ရတယ်ဆိုတာနဲ့သူ့ကတ်ထုတ်လိုက်အခုကတော့ပန်းစီပေးလိုက်ဆေးပေးလိုက်ပေါ့အဲ့လိုပဲချော့ရမှာပဲကို့မှာမရှိတာပဲဟန်နေရတယ် ကူခံစားမှာဘာလို့ငါစိတ်မကောင်းဖြစ်နေရလဲ နင်ကဒီမှာလာတာရနေရပေါ့ နေနေနဲ့တိုင် နင် ဆရာကိုကဘာဖြစ်တာလဲဆရာအချင်းကြီးစိုးရင်ရလား အော်အရန်တော့မစိုးရင်ရပါဘူးစိတ်ဖိစီးမှုတွေကြောင့်စားတော့ပြတ်ပြီးယူပြသွားတာပါခဏလောက်နားလိုက်ရင်တက်တာသွားပါလိမ့်မယ် တော်တရားပါဆရာကျေးဇူးတင်ပါတယ် ရှင်ကဘလို့ဖြစ်ပြီးတော့ဒီမှာရှိနေရလဲကိုကအညိုးတေးနေရှင်ပေါ်ကောက်ခဲ့တဲ့သူမှမဟုတ်တာ ကိုဘောမှာကိုအရင်ကမှားခဲ့တဲ့အမှားတွေအတွက်ကိုပြန်ပြီးတော့ပေးဆက်ခွင့်ပြုပါဒါနဲ့လေဦးကောင်လေးနဲ့ရောအဆင်ပြေလားဟမ် ရှာအားလုံးပြီးသွားရင်သူကူကိုလက်စားသွားခဲ့ဟောဆိုရက်ဆက်ကျင်ကြတဲ့သူတွေပဲငါ့ကိုကြွေးပေါ်အောင် ဦးရဲ့စိတ်မကောင်းမဖြစ်ပါနဲ့ကိုရဲ့အမားရဲ့အတွက်လေဦးပေါ်မှာကိုဘလို့ပဲပေးဆက်ကိုပြန်ပြီးတော့ပေးဆက်မယ်ဟာဦးကိုပေါ်မှာယုံကြည်ပြီနော်မင်းကူရှေ့ကနေထွက်သွားပေးမယ်ဆိုမင်းရဲ့အပြစ်မင်းရဲ့တုတ်ရက်တွေကုန်းကွယ်ထားအေးတကယ်လို့မင်းကကူကိုထပ်ပြီးနှောက်ရှက်နေအောင်ဆိုရင်တော့ဟာသိုးမစုံနဲ့ ဟင်ပိုင်လိုက် မင်းဒီကုမ္ပဏီပေါ်မှာလုပ်ခဲ့တဲ့လုပ်ရက်တွေအကုန်လုံးဒီဗီဒီယိုနဲ့လိုင်းပေါ်မှာတင်လိုက်မယ်မင်းရဲ့ဂုဏ်သိက္ခာတွေတော့မင်းရဲ့ကုမ္ပဏီပြဖြစ်တော်လေဟမ်ဒါပဲလေ ဟ
လာလေ ခုတည်းဒီလောက်ကတော့ပါမွားလေးပါကွာ ကိုရင်ကရှင့်ကိုအနိုင်ယူခဲ့တဲ့အတွက်တောင်းပန်ပါနော် ကူကစိတ်ထားကောင်းတယ်ဆိုတာကိုသိရပေါ့ ကဲအခုတော့ share လည်းတိုးလာပြီအလုပ်တွေလည်းရင်ကားထက်ပိုလဲပတ်နိုင်ပြီဆိုတော့ကိုရှင့်ကိုကျေးဇူးဆက်တဲ့အနေနဲ့မန်နေဂျာရထုပြန်ထားခြင်းနဲ့အဲ့ဒါရှင်ဘယ်လိုသဘောရလဲ ကိုလိုချင်တာအဲ့ဒီယာထူးတွေမဟုတ်ဘဲနဲ့တခြားတစ်ခုခုဖြစ်နေခဲ့မယ်ဆိုရင်ရော ပြောကြည့်မယ် ကိုရဲ့ဘေးနားမှာနေပြီးတော့အမြဲတမ်းစောင့်ရှောက်ခွင့်လေးပေးနိုင်မလဲ